ဂျာမိုင်အကောင့်ပိုင်ရှင်ပြောတာနေတိုင်းတင်နေမျက်စိနော်အဲ့လိုနေတိုင်းတင်နေရမယ်အဲ့တော့နေတိုင်းတင်နေတဲ့သူတွေ view ပို့ပြီးတော့များအောင်ဘယ်လိုလုပ်ရမလဲကောနော်အဲ့ဒါလေးပြောပြပေးခြင်းနဲ့အဲ့ဒီတော့ကိုကအခုကနော် TikTok မှာကိုကဈေးကွက်တစ်ခုကိုတိစောက်မယ် business တစ်ခုကိုလုပ်မယ်ဟိဆိုလို့ရှိရင်ကိုကဒီအတိုင်းရှိနေဖို့လို့ရပြောလို့ရှိရင်ဒီ English လို့ပြော online presence ပေါ့နော် online ပေါ်မှာရှိတာနော် online ပေါ်မှာကိုကြည့်လိုက်လို့ရှိရင် online ပေါ်မှာကိုထိတ်စောကနေပေါ်နေဖို့လို့အဲ့လိုထိတ်စောကနေပေါ်နေတယ်ဟိဆိုပါလဲဆိုဈေးကွက်အများကြီးရမယ်ဗျာအဲ့ဒီလိုအများကြီးရဖို့အတွက်ကျတော့ကိုကတောက်လျှောက်တင်နေရမယ်အဲ့လိုတောက်လျှောက်တင်နေတဲ့အပြင်ကိုပို့ပြီးတော့ထိရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်နော်ဟုတ်တယ်နော်တောက်လျှောက်တင်တဲ့အချိန်မှာတချို့ကြော်လေမထိရောက်တဲ့ပုံနဲ့တောက်လျှောက်တင်နေအဲ့ခါကျတော့တစ်နှစ်လောက်နေလို့ရှိရင်တောက်လျှောက်တင်နေဒါပေမဲ့ဒီရလက်ပဲရတချို့ကြော်ထိရောက်ပုံနဲ့တောက်လျှောက်တင်နေအဲ့ခါကျတော့နော်2လလောက်နေတဲ့ follower တွေအများကြီးခုန်တက်တဲ့ဈေးကွက်တွေအများကြီးရတယ်ဆိုတာမျိုးရှိတယ်အဲ့ဒီတော့တောက်လျှောက်တင်တဲ့အချိန်မှာဘာလေးသတိထားရမလဲပေါ့နော်ဘာလေးသတိထားရမလဲနံပါတ်1ကဘာလဲဆိုလို့ရှိရင်တောက်လျှောက်တင်တဲ့အချိန်မှာကိုယ့်ရဲ့ဒီ view တွေနော်တက်လားမတက်ဘူးလားဆိုတာကြည့်ပါနော်အပုတ်20လောက်မှာဆိုလို့ရှိရင်တပုတ်လောက်က view က1000ပြီးတက်ရမယ်အနည်းဆုံးဟုတ်နော်အကယ်အဲ့လောက်မတက်နေဘူးဟေ့ဆိုရင်တော့အပုတ်20လောက်တင်တယ်အပုတ်20လောက်တော့ view က90စီပဲရတယ်100စီပဲရတယ်ဆိုဒါတစ်ခုခုတော့လွဲနေပြီအဲ့ဒါဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့လေ့လာပါနော်လေ့လာပါဘယ်လိုလုပ်လို့ရှိရင်ပို့ပြီးတော့ view တက်အောင်လုပ်လို့ရတယ်ဘယ်လိုလုပ်ရင်သွားလို့ရတယ်ပို့ပြီးတော့ဈေးကွက်ထဲပို့ရောက်တယ်ဒါတွေလေ့လာပါနော်အဲ့တော့လေ့လာပြီးလို့ရှိရင်ဘာလဲဆိုတော့စမ်းပါစမ်းပြီးတော့ဟုတ်ပြီနော်တင်ရင်းနဲ့ဟုတ်ပြီဟိုဟာလေးပြောင်းပြီးတင်ကြည့်ဒီဟာလေးပြောင်းပြီးတင်ကြည့်အဲ့လိုလှုပ်သွားရင် view တွေပို့ပြီးတော့ရလာလိမ့်မယ်အဲ့ဒီခါကျလို့ရှိရင်ကိုယ့်ရဲ့ဈေးကွက် okay ခက်လို့ရတယ်ကိုယ့်ရဲ့ account ထဲမှာဘယ်လို video တွေက view တွေများပို့ရလဲအဲ့ဒီလို video တွေကိုများလုပ်ရင်တင်ရင်းနဲ့ဈေးကွက်ထဲကိုဝို့ဆိုပြီးတော့ရောက်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့လဲပါတယ်နော်များတင်တာတော့ကောင်းတော့အားပေးပါလေဖြစ်လို့ဆိုများတင်တော့မှဈေးကွက်ထဲကိုရောက်ပါများလေးတင်လေ့လာရင်းနဲ့အဲ့ဒီများတင်တာကိုပို့ပြီးတော့ထိရောက်သွားအောင်လုပ်ပါအဲ့ဒါဆိုအများကြီးရောင်းကောင်းပါလေဗျတိတော့မှရောင်းနေတဲ့သူတွေရောရှိလားရှိရင်ကွန်မန့်လေးမှာပြောခဲ့ပါဦး